Hello everyone. Thanks for watching our videos. If you enjoy our videos, please subscribe to our YouTube channel and click the bell not to miss any update from us. Yeah, definitely. Please also share our videos with your friends and family so that they can enjoy our videos and learn something from us. Yeah, of course. We'll be posting more videos in the near future. And we are looking forward to see your opinions in the comments below. But if you're interested in making videos or acting in a film or learning real English speaking, please contact our Alitica English School, which is in the North Street and North Porter in Dawon in Myanmar. It's also near Data Digital Photo Shop or Chang'e Digital Library in Dawon. The school phone number is 09-71010356. We love to see you soon. Bye. Tomorrow video will teach you how to get into the market. ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့ပြီးတော့ကျွန်တော်တို့ channel ကနေ update တွေကိုလမ်းမစကားကြည့်ရှုချင်တဲ့သူတွေအတွက် ကျမတို့ရဲ့ Alitica YouTube channel ကို subscribe လုပ်ထားပြီးတော့ The page ကဖောင်းလေးကိုလည်းနှိပ်ခါပြီးတော့အကြံပြုလို့ပါတယ်ရှင်။ နောက်ပြီးတော့ကျမတို့ရဲ့ဗီဒီယိုတွေကိုမိတ်ဆွေတို့ရဲ့မိသားစုတွေနဲ့တငယ်ချင်းတွေကိုမျှဝေပေးဖို့လည်းအကြံပြုလိုပါတယ်ရှင်။ သိကြပြီပါလဲမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့နှစ်ထပ်ဗီဒီယိုအသစ်တွေကိုတင်ပေးတော့မှာဖြစ်ပါတယ်ရှင် နောက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ဆက်ချက်ကိုလည်းအောက်က comment မှာမှတ်တော်ပေးဖို့ညွှန်နေပါရှင်။တကယ်လို့ဗီဒီယိုရိုက်ကူတာတို့မဟုတ်ရုပ်ရှင်ထဲမှာပေါင်တယောက်ဆောင်တာတို့မဟုတ်အင်္ဂလိပ်စကားအစစ်အမှန်ကိုလေယိုလေးသိမမှန်ကနဲ့တရုံလေးလာဆိုလို့ရှိရင် တဝံမျိုးတနောလန်နောက်ရက်ကွက်မှာရှိတဲ့ Alitica English စကားပြောတဲ့တဲ့အကြောင်းကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျာ Data Digital Photoshop တို့မှာ Chang'e Digital စာကြည့်တိုက်လို့လည်းပြီးပါတယ်ရှင်။ Alitica တင်တဲ့ကြောင်းရဲ့ဖုန်းနံပါတ်ကတော့ 39 ခေါ်8 3 ဖြစ်ပါတယ်ရှင် နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆိုသေးကြဖို့မျှော်လင့်ပါတယ်ရှင် ခဏလေးရေးကြည့်ရဖို့ကြံသေးတယ်လေတကားတင်တာကြောက်လာရင်တော့ကျွန်တော်တို့ကလူဆွေးပြေးအောင်ဖြစ်ပါ အတူတူလက်တော်ပြီးလို့ကြောင်းအတူတူစူးစမ်းကြအောင် Yeah